နေ့မှာတော့တနေရာထဲမှာဆော့ဝယ်အလုံးအထိတ်တင်လို့ရတဲ့နည်းလေးပြောပြပေးသွားပါမယ်။အရင်ဦးဆုံး Play Store ထဲဝင်ပေးပါမယ်။ Play Store ထဲရောက်ပြီဆိုရင်ဒီမှာပြရတဲ့ဒီကောင်လေးတွေဝင်ပေးပါမယ်။ဒီဘက်တောက်ဆုံးကဝင်ပေးပြီးဆိုရင်ဒီမှာဒီကောင်လေးတွေဝင်ပေးပါမယ်။ကောင်လေးတွေရောက်ပြီဆိုရင်အထိတ်ရောဆိုတဲ့နေရာလေးရွေးပေးပါမယ်။များတက်ရောရွေးပြီးနေမယ်စီဒီပေါ်တော့မှာတက်ရောဆိုတာလေးပေါ့နော်အဲ့ဒီကောင်လေးဆော့ဝယ်ရလုံးအထိတ်တောင်းနေတဲ့ဆော့ဝယ်ရလုံးအထိတ်လုံးမှာပြည့်တဲ့အထိတ်ရောလေးရွေးပြီးပါမယ်ဒီမဲ့ဆော့ဝယ်တစ်ခုပြီးတစ်ခုပေါ့နော်အထိတ်တင်ပြီးနေပြီပေါ့နော်ဒါဆိုရင်တော့ဆော့ဝယ်ရလုံးတစ်ချိန်လေးမှာပဲအထိတ်တင်လို့ပြီးသွားပါပြီ